ခွေးပြန်ယောဂဖြစ်ရခြင်းရဲ့ဒီသေဆုံးမှုရဲ့60%ကအာရှတိုက်ကဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကတော့ပေါ့နော်နှစ်စဉ်လူဦးရေ250ကနေပြီးတော့300လောက်ထိသေဆုံးနေတာကိုတွေ့ရပါတယ်ကမ္ဘာမှာနှစ်စဉ်လူဦးရေ9900ခန့်ဟာခွေးပြန်ယောဂကြောင့်သေဆုံးနေတာကိုတွေ့ရပါတယ်အားလုံးပဲမင်္ဂလာပါ Fat Talk Pocket Channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပြသွားမယ့်အကြောင်းကတော့တိရစ္ဆာန်တွေတစ်ဆင့်လူကိုကူးစက်တတ်ပြီးအသက်သေစေနိုင်တဲ့အထိပြင်းထန်တဲ့ခွေးပြန်ယောဂအကြောင်းပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူဆွေးနွေးပေးဖို့ဆရာဝန်တယောက်ကိုဖိတ်ခေါ်ထားပါတယ်မင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါခင်ဗျဆရာနာမည်လေးလည်းမိတ်ဆက်ပေးပါဦးဟုတ်ကဲ့ပါကျွန်တော်ကတော့ပတ်ဝါပရဏီကလင်းနဲ့မှာဒေါက်တာရဲရောင်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုကျွန်တော်တို့ channel ကိုလာပြောကြားပေးတဲ့အတွက်ဆရာကိုကျေးဇူးတင်ကြောင်းပြောလိုပါတယ်ဆရာဟုတ်ကဲ့ပါဆရာခွေးပြန်ယောဂအကြောင်းလေးကိုလည်းရှင်းပြပေးပါဦးဆရာဒီခွေးပြန်ယောဂဆိုတာပေါ့နော်လိုင်ဇာဗိုင်းရပ်စ်မျိုးနွယ်ဝင်ဖြစ်တဲ့ rabies virus ကြောင့်ဖြစ်ပြီးတော့ဒီအုံနောက်နဲ့အာရုံကြောကိုထိခိုက်စေတဲ့ပြင်းထန်တဲ့ကူးစက်ယောဂတစ်ခုဖြစ်ပါတယ်ဒီခွေးပြန်ယောဂပေါ့နော်ကမ္ဘာအနှံ့ပြားမှာတွေ့ရပြီးတော့ဒီအာရှနဲ့အာဖရိကမှာအများဆုံးဖြစ်ပွားတဲ့ယောဂဖြစ်ပါတယ်ဒီယောဂပေါ့နော်လိမ့်ဆန်အနေနဲ့လူကိုကူးစက်ပြီးတော့ယောဂလက္ခဏာပြင်းထန်မှုပေါ်မူတည်ပြီးတော့အသက်သေဆုံးနိုင်ပါတယ်ခွေးပြန်ယောဂရဲ့ကူးစက်ပုံမျိုးကိုလည်းရှင်းပြပေးပါဦးဆရာဟုတ်ကဲ့ပါဒီခွေးပြန်ယောဂပေါ့နော်လိမ့်ဆန်အနေနဲ့လူကိုတည်းကူးစက်ခြင်းပေါ့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဒီကူးစက်စေနိုင်တဲ့သတ္တဝါတွေကတော့ခွေးတွေကြောင်တွေလင်းနို့တွေမြောက်တွေဒီစတဲ့လိမ့်ဆန်အနေနဲ့ကိုက်ခံရတာအကုတ်ချိခံရတဲ့တစ်ဆင့်ကူးစက်နိုင်ပါတယ်နောက်ပြီးတော့ပေါ့နော်ဒီ virus ပါတဲ့တွေကနေတစ်ဆင့်လည်းဒီအနာလေးကိုဝင်ရောက်ခြင်းအဖြစ်လည်းကူးစက်စေနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာလူတွေမှာခွေးပြန်ယောဂဘယ်လိုအကြောင်းမျိုးကြောင့်ကူးစက်မှုဖြစ်များရလဲဆရာလူတွေမှာဆိုရင်ပေါ့နော်ဒီခွေးပြန်ယောဂဖြစ်ရခြင်းရဲ့ဒီ99%လုံးကခွေးတွေကြောင့်နေအကိုက်ခံရတာအကုတ်ချိခံရတဲ့အကြောင်းမလို့ဖြစ်ပါတယ်ဒီ2023ပေါ့နော် WHO ရဲ့အချက်လက်တွေကကမ္ဘာမှာနှစ်စဉ်လူဦးရေ9900ခန့်ဟာခွေးပြန်ယောဂကြောင့်သေဆုံးနေတာကိုတွေ့ရပါတယ်ဒါလို့ဆိုရင်တော့ဒီခွေးပြန်ယောဂကကြောက်စရာကောင်းတာပေါ့နော်ဆရာဟုတ်ပါတယ်ဒီခွေးပြန်ယောဂကတော့ဒီကုရနတိစေမရှိဆိုတဲ့အတိုင်းပဲယောဂကူးစက်ခံရပြီဆိုတာနဲ့အသက်သေဆုံးမယ်ဆိုတာအတိအကျပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာဒီယောဂနဲ့ပတ်သက်ပြီးတော့မပေါ်စားတင်ဘူးပေါ့နော်ဆရာဟုတ်ကဲ့ပါဒီခွေးပြန်ယောဂကတော့လုံးဝမပေါ်စားတင်တဲ့ယောဂတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာယောဂပိုးရှိတဲ့သိစံကောင်ကောင်ရဲ့အကိုက်ခံရတာအကုတ်ချစ်ခံရတာဖြစ်ပြီးတဲ့နောက်မှာဒီယောဂပိုးဟာခန္ဓာကိုယ်တွေကိုဘယ်လိုမျိုးပြန့်နှံ့သွားတယ်လဲဆရာဒီယောဂပိုးရှိရပေါ့နော်ဒီလိမ့်ဆန်တဲ့ကောင်ကနေပြီးတော့အကိုက်ချစ်ခံရတာကိုက်ခံရတာဒါမှမဟုတ်အကုတ်ချစ်ခံရတဲ့တစ်ဆင့်ဒီတွေကနေတစ်ဆင့်စပြီးတော့ကူးစက်တာမျိုးတွေ့ရပါတယ်ဒီတွေကနေတစ်ဆင့်ပေါ့နော်ဒီ virus ပိုးက tissue ထဲမှာစပြီးတော့ပြန့်နှံ့မယ် tissue ကနေတစ်ဆင့်ဒီ muscle တွေကိုရောက်သွားမယ်ပေါ့ဒီယောဂပိုးက muscle တွေကိုရောက်သွားပြီဆိုရင်တော့ဒီယောဂပိုးတွေကများလာမယ်ပေါ့နော်ပွားများလာမယ်အဲ့ကနေတစ်ဆင့်မာဆီကနေတစ်ဆင့်အာယုံရောစီကိုရောက်မယ်အာယုံရောကနေတစ်ဆင့်အုံနောက်ထဲကိုရောက်ပါမယ်ဒီယောဂပိုးကအုံနောက်ကိုရောက်ပြီဆိုတာနဲ့သူကလက္ခဏာတွေစတင်ပြီးပြလာမယ်လက္ခဏာပြပဲပြီဆိုတာနဲ့ပေါ့နော်အသက်သေဆုံးနိုင်ခြေ100%ရှိပါတယ်ဟုတ်ကဲ့ပါဆရာဒါလို့ဆိုရင်ပေါ့နော်ခွေးယောဂပိုးဟာတွေကနေတစ်ဆင့်ပဲကူးစက်နိုင်တာလားဆရာဒါမှမဟုတ်တခြားကူးစက်နိုင်တဲ့အခြေအနေတွေရှိနေပြပြပေးပါအောင်ဆရာဟုတ်ကဲ့ဒီတခြားနည်းလမ်းတွေနဲ့လည်းကူးစက်နိုင်ပါသေးတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ပေါ့နော်ဒီယောဂပိုးရှိရဲ့လိမ့်ဆန်တစ်ကောင်ကနေပြီးတော့တွေးလူဒနာမျိုးတွေနောက်ပြီးတော့ဒီမျက်စိတွေနားနှာခေါင်းဒီစတဲ့ mucous membrane တွေကနေတစ်ဆင့်လဲကူးစက်နိုင်ပါသေးတယ်နောက်ဆုံးချက်အနေနဲ့ပေါ့နော်ဒီမိခင်ကနေတစ်ဆင့်တရေစားလောင်းကိုကူးစက်တာမျိုးလဲတွေ့ရတတ်တယ်ဒီလိုမျိုးကူးစက်တာမျိုးကတော့တော်တော်လေးရှားပါတယ်ဟုတ်ကဲ့ပါဆရာဒီယောဂကူးစက်ခံရပြီးဘယ်လောက်ကြာရင်ယောဂလက္ခဏာစပြလိမ့်ရှိတယ်ဆရာဟုတ်ကဲ့ပါဒီခွေးယောဂပိုးရှိရပေါ့နော်လိမ့်ဆန်တစ်ကောင်ကနေပြီးတော့ကိုက်ခင်ရပြီဆိုရင်ပေါ့နော်ဒီကိုက်ခင်ရတဲ့နေရာနဲ့ပြင်းထန်မှုမပြင်းထန်မှုပေါ်မူတည်ပြီးတော့ဒီတစ်ဘက်ကနေပြီးတော့လာပေါင်းများစွာထိကျနိုင်ပါတယ်ဒါပေမဲ့ပေါ့နော်ဒီအုံလုံးနဲ့နေရာမျိုးကိုကိုက်ခင်ရပြီဆိုရင်တော့ဒီယောဂပိုးကအုံနောက်ကိုလင်းမြစွာပြန့်နှံ့ပြီးတော့လက္ခဏာစပြပြီဆိုတာနဲ့ရပိုင်းတွင်းမှာအသက်သေဆုံးနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာဒီခွေးပြန်ယောဂနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆရာရဲ့အတွေ့အကြုံလေးရှိနေပြပြပေးပါအောင်ဆရာဟုတ်ကဲ့ပါဒီလွန်ခဲ့တဲ့8လလောက်ကပေါ့နော်ကျွန်တော်လုပ်ခဲ့တဲ့စေကံတစ်ခုမှာဒီခွေးလေးအသက်2လအသား3လသားရွယ်ခွေးလေးကနေမကောင်းလို့ဆိုပြီးတော့စေကံကိုလာပြတယ်ပေါ့အဲ့ဒီမှာဒီခွေးလေးမှာကဒီတည်ရည်ကျနေရမျိုးတွေနောက်ပြီးတော့အာရုံရောတဲ့ဆိုင်တဲ့လက္ခဏာတွေကိုတွေ့ရတယ်နောက်ချက်အနေနဲ့ကတော့နည်းနည်းလေး aggressive ဖြစ်နေရအောင်တွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ကလည်းဒီခွေးလေးကိုခွေးရော့ကတန်တရားရှိတဲ့အတွက်ကြောင့်မို့လို့ဒီ insane လက်ခန်းကိုပို့လိုက်တယ်အဲ့မှာတခြားစစ်ဆေးရေးကြီးတဲ့အခါမှာလည်းဒီခွေးလေးမှာကခွေးရော့ကပိုရှိနေအောင်တွေ့ရတယ်အဲ့ဒါနဲ့ကျွန်တော်တို့ကလည်းဒီပိုင်ရှင်ကိုမေးကြည့်တဲ့အခါမှာပေါ့နော်သူကလည်းဒီခွေးလေးကိုလွန်ခဲ့တဲ့10ရက်လောက်ကဒီလမ်းဘေးကနေကဲလာတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒီလမ်းဘေးကနေကဲလာလို့ပြောရပေါ့နော်အဲအကြောင်းမလို့ဒီခွေးလေးကဒီသူ့ရဲ့မိခင်ကလည်း
ဒီခွေးယောဂအကြောင်းတည်ဆုံးသွားလားဆိုရင်တော့မပြောတတ်ဘူးပေါ့တေချာမပြောတတ်ဘူးပေါ့ဒါပေမဲ့ဒီခွေးလေးကမိခင်ကနေပြီးတော့အရှာနဲ့ရက်လို့ပဲကူးဆက်တာလားမိခင်ကနေတစ်ဆင့်တတိသားလောင်းကိုပဲကူးဆက်လို့ပဲခွေးယောဂဖြစ်လာတော့ကျွန်တော်လည်းတေချာတော့မသိဘူးပေါ့ဟုတ်ကဲ့ပါဆရာဒီခွေးပြန်ယောဂရဲ့ယောဂလက္ခဏာလေးကိုလည်းရှင်းပြပေးပါအောင်ဆရာဒီခွေးပြန်လက္ခဏာလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီအဆင့်20နဲ့ခွဲခြားပြီးသိဖို့လိုရတယ်ပထမအဆင့်ကတော့ပေါ့နော်ဒီ prodromal state ရဲ့ဒုတိယအဆင့်ကတော့ဒီ neurological state ဆိုပြီးတော့နှစ်ဆင့်ရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာအဲ့ state နှစ်ခုနဲ့ပတ်သက်ပြီးတော့လည်းအသေးစိတ်လေးရှင်းပြပေးပါအောင်ဆရာဟုတ်ကဲ့ဒီပထမအဆုံးကတော့ပေါ့နော်ဒီ prodromal state ဆိုတဲ့ကနဦးစတင်ပြီးပြတဲ့လက္ခဏာပေါ့ဒီကြိုက်ခံရပြီးတော့သူက2ရက်ကနေပြီးတော့သူ10ရက်အတွင်းမှာစတင်ပြီးပြလိမ့်ရှိတယ်ဒီစတင်ပြီးတော့ပြတဲ့လက္ခဏာတွေကပေါ့နော်ဒီတခြားနေရာဆိုတာထက်ပေါ့ဒီကြိုက်ခံလိုက်ရနေရာမှာဥမာရှားရနာမျိုးတွေနောက်ပြီးတော့ဒီနာကျင်နာမျိုးတွေရှိမယ်နောက်ခုကတော့ဒီစိတ်မသက်မသာဖြစ်တာမျိုးတွေကနာမငြိမ်ဖြစ်တာမျိုးတွေပါတွေ့ရတတ်ပါတယ်ဒုတိယတစ်ချက်ဖြစ်တဲ့ပေါ့နော်ဒီ neurological state ဆိုတာတော့အာရုံနဲ့ဆိုင်တဲ့လက္ခဏာတွေပြတာပါဒီအာရုံနဲ့ဆိုင်တဲ့လက္ခဏာတွေကဘယ်လိုမျိုးလဲဆိုရင်ပေါ့ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီ hydrophobia လို့ခေါ်တဲ့ရေကြောက်တာမျိုးတွေနောက်ပြီးတော့ဒီ aerophobia လို့ခေါ်တဲ့လေကြောက်တာမျိုးတွေကိုတွေ့ရတတ်တယ်နောက်တစ်ချက်အနေနဲ့ပေါ့နော်ဒီသေရည်ကြတာမျိုးတွေတတိလစ်တာတွေတက်တာတွေအပြင်အသက်သေဆုံးနိုင်တာတွေကိုတွေ့ရတတ်ပါတယ်ဟုတ်ကဲ့ပါဆရာဒီလိုဆိုရင်ပေါ့နော်ဒီတိတာထင်ရှားတဲ့အချက်အနေနဲ့ပေါ့နော်ရေကြောက်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဆရာဟုတ်ပါဗျာဟုတ်ကဲ့ပါဆရာအဲ့ဒါဆိုရင်ခွေးကက်ခံရတဲ့ခွေးလေးတွေကြောင်လေးတွေကိုရောခွေးယောဂကနေကာကွယ်လို့ရမယ့်နည်းလမ်းလေးများရှိပါသလားဆရာဟုတ်ကဲ့ပါဒီခွေးကိုက်ခံရပြီဆိုရင်တော့ပေါ့နော်ဒီကိုက်ခံရတဲ့နေရာကိုရေနဲ့15မိနစ်လောက်တေချာစွာဆေးကြောရမယ်နောက်ပြီးတော့ပေါ့နော်ဒီ24နာရီအတွင်းနေစရာစီကံကိုအမြန်ဆုံးကုသမှုခံယူသင့်ပါတယ်ဒီ24နာရီဆိုပေမဲ့ပေါ့နော်စောစီသွားတာတော့အကောင်းဆုံးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာခွေးကက်ခံရပြီဆိုတာနဲ့ခွေးယောဂကူးစက်နိုင်မကူးစက်နိုင်ဘယ်လိုမျိုးသိနိုင်မလဲဆရာဒီခွေးကိုက်ခံလိုက်ရတဲ့အတိုင်းတော့ပေါ့နော်ခွေးယောဂဖြစ်တာတော့မဟုတ်ပါဘူးဒါပေမဲ့ပေါ့နော်ဒီစိတ်ချတေချာခြင်းနဲ့ဆိုရင်တော့ပထမအဆုံးအနေနဲ့ဒီ rabies antigen test kit တွေနဲ့စစ်ဆေးပေးဖို့လိုအပ်တယ်နောက်ပြီးတော့ပေါ့နော်ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ကုသမှုခံယူသင့်ပါတယ်ဟုတ်ကဲ့ပါဆရာခွေးယူကိုက်ခံရရင်ရောဘယ်လိုမျိုးကာဝယ်ဆေးထိုးနိုင်ရမလဲဆိုတာကိုလည်းပြောပြပေးပါဦးဆရာခွေးယူကိုက်ခံရမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီနှစ်စဉ်ထိုးနေကြဖြစ်တဲ့ခွေးယူပြန်ကာဝယ်ဆေးကိုကျွန်တော်ဒီ day 0 day 3 day 7 day 40 day 28နဲ့ရောက်ဒီတချို့နိုင်ငံတွေမှာဆိုရင် day 90တွေမှာထိုးတာကိုတွေ့ရပါတယ်တကယ်လို့ဥမာအနေနဲ့ပြောရမယ်ဆိုရင်ပေါ့နော်ဒီခွေးယူကိုက်ခံလိုက်ရပြီဆိုပါဆိုပထမအဆုံးဒီ24နာရီအတွင်းကိုမဖြစ်မနေကာဝယ်ဆေးထိုးဖို့လိုအပ်တယ်နောက်တစ်ချိန်ဒီကိုတော့ဒီကာဝယ်ဆေးထိုးပြီးတော့3ရက်မြောက်နေ့9ရက်မြောက်နေ့14ရက်မြောက်နေ့28ရက်မြောက်နေ့နဲ့ဒီရက်90မှာထိုးရမှာပေါ့ဒီနေရာမှာပေါ့နော်လွယ်မနေတဲ့တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ပေါ့နော်ဒီကာဝယ်ဆေးထိုးတဲ့အချိန်မှာကျွန်တော်တို့ကစတင်ပြီးထိုးတဲ့အချိန်ကိုကျွန်တော်က D0 ဖြစ်သတ်မှတ်တယ်ပေါ့အဲ့အချိန်မှာဒီနောက်ရက်ထိုးရမယ့်ရက်တွေမှာဆိုရင်လည်းဒီ D0 ရဲ့3ရက်မြောက်နေ့နောက်ပြီးတော့ D0 ရဲ့9ရက်မြောက်နေ့စသဖြင့်ဒီသတ်မှတ်ရမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ဒီနောက်တင်မှာ3ရက်မြောက်ပြီးတော့9ရက်မြောက်နေ့တွေ9ရက်မြောက်ပြီးတော့ဒီ14ရက်မြောက်နေ့တွေဒီပေါင်းပြီးထည့်နေရတော့ဒါမှာယူနဲ့ဒီစနစ်တစ်ခုဖြစ်ပါတယ်မှာယူနဲ့နီလန်ပေါ့နော်နီလန်တစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာခွေးယူကိုက်ခံရတာမဟုတ်ဘဲနဲ့လမ်းမေးခွေးဒါမှမဟုတ်အိမ်မွေးခွေးကိုက်ခံရရင်ရောကာဝယ်ဆေးထိုးတင်ပါလားဆရာဟုတ်ကဲ့ထိုးတင်ပါတယ်ခင်ဗျဒီတကယ်လို့ပေါ့နော်ကိုက်လိုက်တဲ့ခွေးရတာအိမ်မွေးခွေးဖြစ်နေဆိုရင်ဒီအိမ်မွေးခွေးလေးမှာကနှစ်စဉ်စနစ်ကြကာဝယ်ဆေးထိုးထားလားမထိုးထားဘူးလားဆိုတာပထမဆုံးသိဖို့လိုရမယ်တကယ်လို့ထိုးထားတယ်ဆိုရင်တော့ဒီထိုးထားတဲ့မှတ်တမ်းတွေကိုတောင်းကြည့်ဖို့လိုမယ်တကယ်လို့ဒါထိုးထားတဲ့လက်သေးကြတယ်နှစ်စဉ်လဲနီးစနစ်ကြမှတ်နေဆိုရင်တော့ကျွန်တော်ဒီ server guideline အတိုင်းကျွန်တော်ဒီ24နာရီအတွက်တစ်ချိန်သာထိုးရင်တော့လုံလောက်ပါတယ်တကယ်လို့ပေါ့နော်ဒီလမ်းမီခွေးကိုက်ခံရတယ်ဆိုရင်ပေါ့ဒီလမ်းမီခွေးလေးတွေကကာဝယ်ဆေးပုံမှန်လဲမထိုးထားတာများတယ်နောက်ပြီးတော့တကယ်လို့ထိုးခဲ့သည်ရှိတော့လဲစနစ်တကျထိုးတာမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီလမ်းမီခွေးလေးကိုက်ခံရပြီဆိုရင်တော့ရှေ့မှာပြောခဲ့တဲ့ guideline အတိုင်းကျွန်တော် D0 ရယ် D3 ရယ် D7 ရယ် D40 ရယ် D28 နဲ့ဒီ D90 တွေမှာထိုးထားခြင်းရတာလည်းစိတ်ချရဆုံးဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာ patient owner တွေအဖြစ်များကြတဲ့ခွေးကက်ခံရလို့ကာဝယ်ဆေးထိုးနေရင်ရက်မားတာတို့ရက်နောက်ကျတာတို့ဖြစ်ရင်ရောဘယ်လိုအကျိုးတရားမှုမျိုးတွေရှိနိုင်မလဲဆရာဟုတ်ကဲ့ပါဒီခွေးကိုက်ခံရလို့ပေါ့နော်ဒီရက်မားသွားတာတွေဒါမှမဟုတ်ရက်ကျော်သွားတာမျိုးတွေနောက်ပြီးဒီဆက်မထိုးတာမျိုးတွေဟိုတွေ့ရတတ်ပါတယ်တကယ်လို့ဒါပေါ့နော်ဒီကိုက်လိုက်တဲ့ခွေးလေးကခွေးယူတာဖြစ်နေမယ်ဆိုရင်ဒီကိုက်ခံလိုက်ရတဲ့ခွေးလေးမှာကဒီခွေးယူယောဂဖြစ်နိုင်ခြင်းပို့ပြီးတော့များသွားပါပြီ။ဘာကြောင့်လဲဆိုရင်ပေါ့နော်ဒီ virus ပိုးကအုံနောက်ကိုလျင်မြန်စွာပြန့်နှံ့နိုင်တဲ့အတွက်ကြောင့်မို့လို့ဒီခုခံစနစ်က virus ကိုမတိုက်ထုတ်နိုင်တဲ့အချိန်မှာ
လက္ခဏာတွေစတင်ပြီးပြလာပြီပေါ့တကယ်လို့လက္ခဏာစပြပြီးဆိုတာနဲ့ဒီကြိုက်ခင်ရတဲ့ခွေးလေးကအသက်သေဆုံးရက်ပိုင်းတွင်းကိုအသက်သေဆုံးသွားနိုင်ပါတယ် ခွေးရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်လို့ရမယ့်နည်းလမ်းလေးရှိနေပြောပြပေးပါဦးဆရာ ဟုတ်ကဲ့ပါဒီကာကွယ်ဆေးကိုပေါ့နော်စနစ်တကျထိုးနှံခြင်းကတော့အထူးရောက်မှုရှိသောကာကွယ်မှုနည်းလမ်းဖြစ်ပါတယ် ဟုတ်ကဲ့ပါဆရာခွေးပြန်ရောဂါကာကွယ်ဆေးကိုဘယ်လိုမျိုးစနစ်တကျထိုးနိုင်မလဲဆိုတော့ပြောပြပေးပါဦးဆရာ ဒီခွေးလေးအကြောင်းလေးကိုပေါ့နော်အသက်3လအနေစတင်ပြီးတော့ဒီခွေးပြန်ကာကွယ်ဆေးစတင်ပြီးထိုးလို့ရပါပြီဒီဆေးမျိုးစားပုံမူတည်ပြီးတော့ပေါ့နော်တချို့ဆေးကန်ဒီမှာဆိုရင်အသက်1နှစ်အောက်မှာပထမကာကွယ်3လမှာပထမကာကွယ်ဆေးထိုးပြီးတော့ဒီ3ဘက်ချာမှာဘူစတာထပ်ထိုးတာမျိုးတွေတွေ့ရတဲ့ရှိတပါတယ်ပေါ့နော်ဒါကတော့ပေါ့နော်ဒီဆေးမျိုးစားပုံမူတည်ပြီးတော့ဒီတချို့ကာကွယ်ဆေးတွေကတော့ဘူစတာထပ်လိုက်ဆရာလိုအပ်တယ်လို့ပေါ့နော်ဒီတချို့ကာကွယ်ဆေးတွေကတော့ဘူစတာထပ်လိုက်ဆရာမလိုအပ်ပါဘူးဒါကြောင့်မလို့ပေါ့နော်ဒီကိုထိုးမဲ့ဆေးကမ်းမှာဆေးမထိုးခင်ပေါ့နော်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ထိုးရမယ့်ကာကွယ်ဆေးကဘူစတာထပ်လိုက်ဆရာလိုအပ်သလားဒါမှမဟုတ်ဘူစတာထပ်လိုက်ဆရာမလိုအပ်ဘူးလားဆိုတာဆွေးနွေးတိုင်ပင်ပြီးတော့ထိုးသင့်ပါတယ် ဟုတ်ကဲ့ပါဆရာပိုင်ရှင်တွေအတွက်ရောခွေးပြန်ယောဂါနဲ့ပတ်သက်ပြီးတော့အကြံပြုချင်တဲ့လူများတစ်ခုခုရှိရင်ပြောပြပေးပါဦးဆရာ ဟုတ်ကဲ့ပါဒီခွေးပြန်ယောဂါပေါ့နော်ဒီလိပ်စာနေတစ်ဆင့်လူကိုကူးဆက်စေတဲ့ယောဂါတွေထဲမှာအသက်အနည်းကိုချင်းချောင်းနိုင်ဆုံးသောယောဂါတစ်ခုဖြစ်ပါတယ်အဲကြောင့်မလို့ပေါ့နော်ကျွန်တော်အနေနဲ့အကြံပြုရမယ်ဆိုရင်တော့ဒီခွေးလေးတွေကြောင့်လေးတွေနဲ့နေ့စဉ်ထိတွေ့နေတဲ့လိပ်ဆန်ဆေးကူးဆရာဝန်တွေနောက်ပြီးတော့ဒီဆေးကမ်းမှာအလုပ်လုပ်နေတဲ့ဒီအကူဝန်ထမ်းလေးတွေပေါ့နောက်ချက်အနေနဲ့ကတော့ဒီခွေးလေးတွေကြောင့်လေးတွေကိုချစ်လို့ဆိုပြီးတော့ဒီအစာကျွေးနေတဲ့သူတွေရဲ့တိကေဟာတွေမှာ bright လုပ်နေတဲ့သူတွေကတော့ဒီခွေးပြန်ကာကွယ်ဆေးကိုမဖြစ်မနေထိုးထားဖို့လိုအပ်တယ်နောက်တစ်ခုအနေနဲ့ကတော့ပေါ့နော်ဒီ rabies ဖြစ်ပွားမှုနှုန်းများတဲ့နိုင်ငံတွေကိုခီးသွားတဲ့အနေနဲ့ကလည်းခွေးပြန်ကာကွယ်ဆေးကိုမဖြစ်မနေထိုးထားဖို့လိုအပ်တယ်လို့အကြံပြုချင်ပါတယ် ဟုတ်ကဲ့ပါဆရာကျွန်တော်နိုင်ငံကအာရှနိုင်ငံတွေထဲမှာခွေးယောဂါအဖြစ်များဆုံးနိုင်ငံတွေမှာပါတယ်လို့သိရပါတယ်ဆရာအဲ့ဒါဟုတ်ပါသလားဆရာ ဟုတ်ပါတယ်ခင်ဗျ2023ပေါ့နော် WHO ရဲ့အချက်တွေရပါတော့ဒီအာရှတိုက်ဟာကမ္ဘာခွေးယောဂါအဖြစ်များဆုံးဖြစ်ပြီးတော့ဒီခွေးပြန်ယောဂါကြောင့်မို့လို့ဒီဆုံးမှုရဲ့60%ဟာအာရှတိုက်ကဖြစ်ပါတယ်အဲ့ဒီအချိန်မှာပေါ့နော်ဒီအိန္ဒိယနိုင်ငံဟာ35%လောက်ထိရှိပါတယ်ဒီအိန္ဒိယနိုင်ငံနောက်မှာတော့ဒီပါကစ္စတန်ရှိမယ်နောက်တော့ဖိလစ်ပိုင်ရှိမယ်မြန်မာနိုင်ငံတွေရှိပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကတော့ပေါ့နော်ဒီခွေးပြန်ယောဂါကြောင့်နှစ်စဉ်လူဦးရေ250ကနေပြီးတော့300လောက်ထိသေဆုံးနေတာကိုတွေ့ရပါတယ်ကျွန်တော်နိုင်ငံနဲ့နီးတဲ့ထိုင်းနိုင်ငံမှာဆိုရင်ပေါ့ဒီ2023ခုနှစ်မှာသူတို့နိုင်ငံမှာရှိတဲ့ခွေးလေးတွေကြောင့်လေးရဲ့80%ကိုသူတို့ကခွေးပြန်ယောဂါကာကွယ်ဆေးထိုးထားကြောင်းကြေညာခဲ့တယ်အဲ့ဒီနှစ်မှာပဲပေါ့နော်ဒီခွေးပြန်ယောဂါကြောင့်ဒီ9ဦးလောက်သာသေဆုံးကြောင်းတွေ့ရပါတယ်ဗျဟုတ်ကဲ့ပါဆရာအကယ်၍ပေါ့နော်ကျွန်တော်တို့ဒီခွေးတန်တရားရှိတဲ့ခွေးတစ်ကောင်ကိုတွေ့ခဲ့မယ်ဆိုရင်ရောဘယ်လိုမျိုးတွေလှုပ်ဆောင်တင်လဲဆရာအဲ့ဒါလေးကိုအကြံပြုပေးပါအောင်ဆရာဟုတ်ကဲ့ပါတကယ်လို့ပေါ့နော်ဒီခွေးယောဂရှိတန်တရားရှိတဲ့ဒီခွေးလေးတွေကိုကြောင်လေးတွေကိုတွေးခဲ့မယ်ဆိုရင်ပထမအဦးဆုံးအနေနဲ့ဒီသူတို့ကိုဖန်ဆီးဖို့အတွက်ဒီလက်အိတ်တွေကိုတခြားခွေထားပြီးတော့ဝေးရမယ်နောက်ပြီးတော့ဒီခွေးလေးတွေကြောင်လေးကိုဖမ်းဖို့အတွက်နှာခေါင်းစွပ်တွေနောက်ပြီးတော့ဒီခြေထောက်တွေလက်တွေကိုချုပ်ဖို့အတွက်ဒီကျိုးတွေကိုတည်ချာပြင်ဆင်ရပါမယ်ပြင်ဆင်ပြီးရတဲ့ကျွန်တော်ဒီဆေးရုံနီးစပ်ရာဆေးရုံဆေးကန်းကိုခေါ်သွားရမယ်နောက်ပြီးတော့ဆေးရုံဆေးကန်းမှာဒီခွေးယောဂပိုးရှိမရှိတေချာအောင်လို့စစ်ဆေးရမယ်တကယ်လို့တေချာပြီဆိုရင်တော့ပေါ့နော်သက်ဆိုင်ရာကိုအကြောင်းကြားပြီးတော့ပူးပေါင်းဆောင်ရွက်မှုတွေလုပ်တင်ပါတယ်ခွေးယောဂဖြစ်ပွားမှုနှုန်းရော့ကျအောင်ဘယ်လိုကာကွယ်ရမလဲဆိုတော့လေပြပြပေးပါအောင်ဆရာပထမအဆုံးအနေနဲ့ပေါ့နော်ဒီမိမိတို့မယူထားတဲ့ခွေးလေးတွေကိုနှစ်စဉ်စနစ်တကျခွေးကာကွယ်ဆေးထိုးပေးရမယ်ဒီလမ်းမီခွေးလေးတွေအတွက်ဆိုရင်ပေါ့နော်ဒီသက်ဆိုင်ရာနဲ့ပူးပေါင်းပြီးတော့ဒီကာကွယ်ဆေးထိုးပေးတဲ့အစီအစဉ်မျိုးတွေနောက်ပြီးတော့ပေါ့နော်ဒီသားဆက်ချတဲ့အစီအစဉ်တွေနောက်ပြီးဒီလူတို့ကိုခွေးယောဂနဲ့ပတ်သက်ပြီးတော့ပညာပေးဟောပြောပွဲတွေပြုလုပ်ပေးခြင်းကဒီခွေးယောဂကိုရှော့ချနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာအခုလိုပြပြစုံဖြေချပြီးတော့ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျတိရစ္ဆာန်လေးနဲ့ပတ်သက်တဲ့ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုကျွန်တော်တို့ channel ကအစီအမြဲတင်ဆက်ပေးမှာမလို့နောက်ဘက်တွေမှာလည်းလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်